ဟာမီမြိုင်ပင်ရောက်တဲ့ချိန်အိမ်ခဲတက်ပြမှာဒီစားသားရေးထားတဲ့ဆော်ရက်တည်းကြာနေတာတွေ့ရင်ဘာလုပ်မှလဲအိမ်မှာခမရတယောက်တည်းနေတာပါဒါပေမဲ့ဒီဆောင်းကိုရေးခဲ့တာလူဟုတ်ပါဘူးခမရအဲ့ရပေါ်မှာတင်ထားတဲ့ချစ်ချကောင်းတဲ့ရုပ်မာလေးကရေးခဲ့တာဘောလီဝုဒ်ရွှေရှင်တွေကကြွေရုံမျက်နှာပေးချန်ချန်အနာဘယ်လီကိုမေးလိုက်တကယ်အပြင်လောကအနာဘယ်လီဟာပူပြီးကြောက်ဖို့ကောင်းပါတယ်ဘာလို့ဆိုသူကခမရတို့ရဲ့အိမ်ခဲထဲမှာရှိနေတတ်တဲ့တာမန်ရုပ်မာလေးတယောက်နဲ့ပြုံလုံးလို့ပါဒီနေ့မှာတော့ကဘာကျော် The Conjuring Universe ရဲ့အစာပြိုးရတရေမကဘလူးမကဆိုးတန်းလုံးလို့ဖန်တစ်တာထဲမှာပုတ်ခတ်သိမ်းထားရတဲ့အနာဘယ်လီအယုတ်ရဲ့ဖြစ်ရမှန်အကြောင်းတွေကိုပြပြပေးသွားမှာ1980အမေရိကန်ပြည်ထောင်စုမှာဒေါ်နာဆိုတဲ့သူနာပေကျောင်းသူတွေတယောက်ရှိပါသူ့ရဲ့မွေးနေ့မှာမိခင်ဖြစ်သူကရုပ်မာလေးပြုတ်ကိုလက်ဆောင်ပေးခဲ့ပါအဲဒီရုပ်ကရုပ်ရှင်တွေကကြောက်စရာကောင်းတဲ့အယုတ်မျိုးမဟုတ်ပါဘူး Raggedy Ann လို့ခေါ်တဲ့ဝက်စာတွေနဲ့ချုပ်ထားတဲ့ချစ်စရာကောင်းတဲ့ရုပ်မာဒေါ်နာဟာဒီရုပ်ကိုသဘောကျပြီးသူ့ရဲ့ကတင်ပေါ်မှာတင်ထားလေးရှိပါတယ်ဒါပေမဲ့ရက်ပိုင်းအတွင်းမှာပဲထူးဆန်းတာနဲ့စတင်ဖြစ်လာပါတော့စာပိုင်းမှာတိမ်မွေးပါတယ်ဒေါ်နာအိမ်ကထွက်သွားတဲ့ရုပ်ကိုကတင်ပေါ်မှာပက်လက်နှံပြီးထားခဲ့ပေမဲ့ပြန်လာတဲ့အချိန်မှာရုပ်ကခြေချိတ်ထိုင်နေတာမျိုးလက်ပိုက်နေတာမျိုးတွေတွေ့ရတယ်ပါဒါပေမဲ့နောက်ပိုင်းမှာပိုဆိုးလာတယ်ဒေါ်နာအိမ်ပင်ရောက်တိုင်းရုပ်ဟာအိမ်ခန်းနဲ့ရောက်နေတဲ့သူခါတလေဆိုရင်ကလေးပေါ်မှာပတ်သက်ကြီးရက်ပြီးဒေါ်နာပြန်လာတာကိုစောင့်ကြိုနေသလိုမျိုးတွေတွေ့ရတတ်တယ်။ပိုပြီးကြောက်စရာအကောင်းဆုံးကစာရွက်တွေပါပဲ။အိမ်မှာဘယ်သူမှမရှိဘဲနဲ့ parchment paper လို့ခေါ်တဲ့စာရွက်မျိုးစားကိုခဲတံနဲ့ရေးထားတာပါ။ဟတ်မီဟတ်အန်ဆိုတဲ့စလုံးတွေတွေ့လိုက်ရသူစက်နာဒေါ်နာအိမ်မှာဒီဆက်ကိုမျိုးစားလုံးဝမရှိပါဘူး။ကျောင်းနန်လာတဲ့ဒေါ်နာနဲ့သူ့တငယ်ချင်းအန်ဂျီတို့ဟာနတ်ဆရာတယောက်စီကိုတွားပြီးစစ်ဆေးခဲ့တယ်။အဲ့ဒီမှာနတ်ဆရာပြောတာကတော့ဒီရုပ်ထဲမှာအနာဘယ်ဟစ်ကင်ဆိုတဲ့9နှစ်သမီးရွယ်ကလေးမလေးရဲ့ဝိညာဉ်ဝင်ရောက်နေ။သူကမင်းတို့ကိုချစ်ခင်လို့တူတူနေချင်ရှာတာလို့ပြောပါတယ်။တနာတဲ့ဒေါ်နာနဲ့သူ့တငယ်ချင်းတစုဟာတရေမလေးကိုခွင့်လွှတ်ပြီးရုပ်ထဲမှာဆက်နေဖို့ခွင့်ပြုပေးလိုက်ပါတော့ဒါဟာသူတို့ရဲ့အကြီးမားဆုံးမှားပါဘာလို့ဆိုဒီဟာကလေးရဲ့ဝိညာဉ်မဟုတ်လို့ပါသူတို့တငယ်ချင်းလူဆိုတဲ့ကောင်လေးကဒီရုပ်ကိုသဘောမကျပါဘူးတညမှာလူအိမ်နေတော့အသက်ရှူမရလို့လန်ထုတ်လာတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့အနာဘယ်ရုပ်ကရေပတ်ပေါ်မှာတက်ထိုင်ပြီးလေဘင်းကိုညှစ်နေတာကိုတွေ့လိုက်ရနောက်တစ်ခါထပ်ဖြစ်တာကိုဆိုးပါခန်းလက်ကြီးခန်းထဲကနေတန်ကြားလို့လူဆွင်သွားတဲ့ချိန်လုံးဝမရှိနေပဲနဲ့အနာဘယ်ရုပ်ကိုတောက်တဲ့နေရာမှာတွေ့လိုက်ရရုပ်တရက်လူရဲ့ရင်ဘတ်ပေါ်မှာပူကနေဖြစ်သွားပြီးတွေးရှဲလာပါတယ်အင်ဂျင်ကိုလှန်ကြည့်လိုက်တဲ့အခါလိပ်ဆန်တဲ့တရားလိုမျိုးကိုချက်ကြီး9ချက်ကိုတွေ့လိုက်ရတယ်အဲ့တန်ရတွေဟာပြင်းထန်လို့မဲ့2ရက်အတွင်းမှာပဲချက်ချင်းဆိုသလိုအော်စရာကောင်းလောက်အောင်တရားမကျန်ပျောက်ပြက်သွားခဲ့ဒီချိန်မှာနာမည်ကျော်တရေမို့ဆိုဤဒီနဲ့လော်ရဝါလန်တို့ကရောက်လာသူတို့စစ်ဆေးလိုက်တဲ့အခါမှာတော့အဖြစ်မှန်ပေါ်ပေါက်လာရုပ်ထဲမှာရှိနေတာကလေးရဲ့ဝိညာဉ်ဟုတ်ပါဘူးလူတွေကိုလှည့်စားပြီးခန္ဓာကိုယ်ရယူကိုကြိုးစားနေတဲ့ inhuman spirit လို့ခေါ်တဲ့နတ်ဆိုးတစ်ကောင်ဖြစ်နေပါတယ်။ဘာလန်တို့ဇရီးမောင်နှံကဒီရုပ်ကိုသူတို့အိမ်ကိုတည်သွားဖို့ဆုံးဖြတ်လိုက်ဒါပေမဲ့လမ်းမနဲ့ကားပိတ်ပေါက်တာစတီယာရင်းနဲ့ဆွဲမရတာဖြစ်ပြီးအိမ်မြောက်ခင်မှာတေးမလို့ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာရေမဲဖြန်းလိုက်တော့မှညီသွားခဲ့ပါအခုချိန်မှာအနာဘယ်လီရုပ်ဟာ Connecticut ပြည်နယ်က The Warren Occult Museum ကမန်တစ်တာတစ်ခုထဲမှာရှိနေပါတယ်။အတားရဲ့ရှေ့မှာ positively do not open လုံးဝဖွင့်ရဆိုပြီးတော့ဒီပေးစာကိုကတ်ထားပါတယ်တခါကဆိုင်ငယ်ရှိတဲ့လူငယ်တယောက်တစ်တာကိုတက်နဲ့ပုတ်ပြီးမြစ်တကယ်ဆွမ်းရင်ငါ့ကိုပြသမ်းမှာကွာလို့စိန်ခေါ်ခဲ့ဘူးဒီလူငယ်ဟာပြတိုင်းအပြန်လမ်းမှာပဲဆိုင်ငယ်အဆီးနဲ့ဖြစ်ပြီးပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်မိတ်ဆွေကရောအိမ်ကအယုတ်ဟောင်းတွေစီကထူးဆန်းတဲ့အကြည့်မျိုးခံစားဘူးလားဒီထားပါချစ်စရာကောင်းတဲ့ရာတိုင်းဟာအနေနဲ့ကျင်းတာမဟုတ်ပါဘူး